အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုအပိုင်း16မှာဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနဲ့ရိုက်ထားတဲ့ဒီလိုဗီဒီယိုမျိုးလေးတွေကိုမျက်နှာအသားရည်ပြန်ပြီးတော့ပြုပြင်တဲ့နည်းလမ်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြုပြင်မဲ့ဗီဒီယိုဖိုင်လေးကဒီ timeline နဲ့ရောက်လာပြီဆိုလို့ရှိရင်ဗီဒီယိုဖိုင်လေးကို select ပေးတာပါ select ပေးပြီးပြီဆိုလို့ရှိရင်ဒီ tool တွေရဲ့အထဲမှာဆိုလို့ရှိရင်ဒီမှာ retouch ဆိုတာရှိပါတယ်နော် retouch tool ဆိုတာရှိပါတယ်အဲ့ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပါမယ်ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးပြီဆိုလို့ရှိရင်တစ်ခါမှအခုလိုမျိုးမသုံးရသေးဘူးဆိုလို့ရှိရင်ဒီမှာ allow လုပ်ပေးလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့သူ့မှာ fashion 3ခုရှိပါတယ် face ရယ် body ရယ် hair ရယ်ဆိုပြီးတော့3ခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ခုစီကိုကျွန်တော်ချင်းပြသွားမယ်နောက်ထပ်ဗီဒီယိုအပိုင်းမှာလည်းဆက်ပြီးတော့ကြည့်ပေးပါအဲ့တော့ကျွန်တော်ဒီမှာ face ကိုအရင်ပြုပြင်ပါမယ် face မှာဆိုလို့ရှိရင်ကျွန်တော် law ရှိမယ်ပြီးလို့ရှိရင် face ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် reshape ပန်ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ make up ရှိမယ်ပေါ့နော်ကျွန်တော်ဒီမှာ fashion သူကအကုန်လုံးဆိုလို့ချင်း6ခုရှိတယ်ပေါ့နော်အဲ့တော့ဒီဟာတွေကတော့ကျွန်တော်တို့ဒီမှာ auto ရွေးတာပေါ့နော် auto သူကတော့ရွေးတယ်ဒီမှာရွေးလိုက်တယ်ဆိုလို့ချင်းသူကဒီ make up law ကိုရမယ်ပေါ့နော်ဒီ make up law ပုံစံတိုင်းကိုရလိမ့်မယ်ဒီမှာကိုရွေးကြည့်ပေါ့နော် make up law တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတော့ make up law ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီမှာပြန်ပြီးတော့နန်းလောက်လိုက်မယ်လောက်ပြီးသွားပြီဆိုလို့ချင်းကျွန်တော်တို့က face ကိုနှိပ်လိုက်မယ် face ကိုနှိပ်ပြီးသွားပြီဆိုလို့ချင်းကျွန်တော်တို့ auto ရွေးချင်တာလားပေါ့နော် auto ရွေးချင်တယ်ဆိုလို့ချင်းကျွန်တော်တို့ဒီမှာ auto ရွေးလို့ရတယ်ပေါ့နော် auto ရွေးလို့ရတယ်ဒါမှမဟုတ်ဘူးကိုပြင်ချင်တယ်ဆိုလို့ချင်းလည်းဒီမှာကျွန်တော်ကိုပြင်လို့ရတယ်ပေါ့နော်ကိုပြင်လို့ရတယ်ဒီမှာကြည့်လိုက်ကျွန်တော်တို့ဒီမျက်လုံးနဲ့ပတ်သက်ပြီးတော့ eye color တွေပြီးလို့ချင်းကျွန်တော်တို့ဒီမှာ whitening တွေပြီးလို့ချင်းကျွန်တော်တို့ဒီမှာသွားဖြူအောင်လုပ်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးဟာတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ e-pant ပေါ့နော် e-pant ကျွန်တော်သုံးမယ် e-pant ကိုသုံးပြီးပြီဆိုလို့ရှိရင် e-pant ကိုကျွန်တော်နည်းနည်းလေးတင်ပေးလိုက်မယ်ပေါ့နော်35ကျွန်တော်တင်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်စမှုပေါ့နော်စမှုမှာလည်းကျွန်တော်အဲ့လိုပဲနည်းနည်းလေးကျွန်တော်တင်လိုက်မယ်ပေါ့နော်စမှုမှာလည်းနည်းတင်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေက skin tone ပေါ့နော် skin tone မှာလည်းကျွန်တော်အဲ့လိုပဲပေါ့နော်ဒီမှာ free ပေးထားတဲ့ဟာတွေကိုကျွန်တော်တို့တွေသုံးလို့ရတယ်ပေါ့နော် free သမားတွေဆိုလို့ရှိရင်အကယ်၍ကိုယ့်ရဲ့ကက်ကကျွန်တော်တို့တွေဝယ်သုံးတဲ့ဟာဆိုလို့ရှိရင်တော့ဒီလိုမျိုးဟာလာဒီစိန်တုံးလေးတွေပါတဲ့ဟာလည်းကျွန်တော်တို့တွေအသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အသားရည်နဲ့ကြည့်ပြီးတော့ကျွန်တော်တို့ဒီ skin tone ကိုရွေးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအညိုဘက်ကိုအရန်သွားတယ်ပေါ့နော်မကြည့်လိုက်အဲ့တော့ကိုကဖြူချင်တာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာဒီကောင်မျိုးလေးတွေသုံးပေါ့နော်ဒါမျိုးလေးတွေသုံးပေါ့နော်ကျွန်တော်ကတော့ဒီကောင်လေးကိုထင်သာမြင်သာရှိအောင်သုံးမယ်ပြီးလို့ချင်းကျွန်တော်တို့အောက်မှာလဲပေါ့နော်သူ့ရဲ့တန်ဖိုးကိုကျွန်တော်တို့တန်ဖိုးတင်လို့ရတယ်ချလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ15ရွေးရမှာပေါ့နော်โอเคအဲ့တော့ခုနကမျက်နှာနဲ့အခုမျက်နှာနဲ့အများကြီးကျွန်တော်တို့တွေကွာသွားမှာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီ set ကလေးကိုပြန်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာထပ်ပြီးတော့လုပ်မလဲပေါ့နော်ကိုဘာထပ်လုပ်မလဲဒီမှာမျက်စိကိုကျွန်တော်တို့အလင်းပေါ့နော်အလင်းအောင်တင်တာ bright eye ပေါ့နော် bright eye ကကျတော့ဒီမျက်လုံးကိုတောက်ပအောင်လုပ်တာပေါ့နော်အဲ့တော့အများကြီးကျွန်တော်တို့တွေမသုံးဘူးပေါ့နော်15 16ဒီလောက်ပဲသုံးမယ်15လောက်ပဲသုံးမယ်ပြီးလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ရွေးမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီမှာ white tonic ကိုရွေးမယ်white tonic ကကျတော့အသားကိုဖြူသွားအောင်ပေါ့နော်ဖြူဝင်းနေအောင်အဲ့လိုမျိုးလုပ်တာကျွန်တော်ဒီမှာကြည့်လိုက်ပါနော် white tonic ကိုကျွန်တော်30သုံးမယ်ပေါ့နော် white tonic ကို30သုံးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီမှာပေါ့နော်ကျွန်တော်ကိုယ့်ရဲ့မျက်နှာတွေမှာ watch channel တွေရှိနေတယ်ဆိုရင်ပေါ့နော်ဒီ spot တွေရှိနေတယ်ဆိုလို့ချင်းဒီမှာ spot ဖြောက်တဲ့ဥစ္စာကိုရွေးပေါ့နော်ရွေးသွားပြီဆိုလို့ချင်းသူ့ရဲ့တန်ဖိုးကိုကျွန်တော်နည်းနည်းလေးတင်ပေးလိုက်ပေါ့နော်ကျွန်တော်မျက်နှာမှာတော့ကျွန်တော်တွေ support မရှိတာဖြစ်တဲ့အတွက်ဒါကတော့တိတာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါကတော့မျက်နှာအသားရည်ကိုပြုတ်ပြင်းတဲ့အပိုင်းပေါ့နော်မျက်နှာအသားရည်ကိုပြုတ်ပြင်းတဲ့အပိုင်းကျွန်တော်ဒီမှာသုံးခဲ့ပြီးပါပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှာခေါင်း smile line ပေါ့နော်ဒီ smile line ကိုလည်းကျွန်တော်တို့တွေကsmile line ကိုလည်းကျွန်တော်တို့ဒီမှာတင်ကျင်တယ်ပေါ့နော် smile line ကိုတင်မယ်ဆိုလို့ချင်းမျက်နှာအသားရည်ကြည့်လိုက်နော်အရန်ကြီးများသွားတယ်ဆိုလို့ချင်းချက်ပိန်းလို့ဖြစ်သွားမှာနော်ချက်ပိန်းဖြစ်သွားမှာအဲ့ဒါကိုလည်းကျွန်တော်တို့သတိထားရတယ်တော်ယုံတန်ယုံပေါ့နော်15 16ဒီလောက်ဝန်းကျင်ပဲသုံးပေါ့နော်အများကြီးကျွန်တော်တို့မသုံးနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေကထပ်ပြီးတော့ဒါ make up တွေပါတွေထပ်သွားအောင်ပါပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှာပန်ပေါ့နော်ဒါကကြတော့မျက်နှာကိုကျွန်တော်တို့ဒီမျက်နှာဝိုင်းတာတို့
မျက်နှာကိုကျွန်တော်တွေ့အောင်လှုပ်ထားတော့ဗောနော်ဒါမျက်နှာကိုကျွန်တော်တို့ပြုတ်ပြင်တာဖြစ်ပါတယ်နော်မျက်နှာကိုပြုတ်ပြင်တာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့သူ့ရဲ့မူရင်းအတိုင်းပဲကျွန်တော်ထားမယ်ဗောနော်ဒီမှာမျက်လုံးတွေပါတယ်လေ position ကျွန်တော်တို့ရွှေ့လို့ရတယ်နှာခေါင်းတွေပါတယ်ကိုလည်းကျွန်တော်တို့ပြင်လို့ရတယ်ဗောနော်နှာခေါင်းချွန်အောင်နှာခေါင်းဝိုင်းအောင်ဗောနော်အဲ့လိုမျိုးတွေကျွန်တော်တို့ပြင်လို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်နမူနာအနေနဲ့ဒီကောင်လေးကိုလုပ်ပြမယ်နှာခေါင်းနည်းနည်းရှွန်အောင်ဗောနော်โอเคနော်အဲ့တော့ကျွန်တော်တို့ဒီမှာနှာခေါင်းတွေပါတယ်လည်းပြုတ်ပြင်လို့ရတယ်ဗဇက်တွေဘာတွေကိုလဲကျွန်တော်တို့ဒီမှာပြုတ်ပြင်လို့ရတယ်ဗောနော်ဗဇက်ဆိုလဲအဲ့လိုပဲဗဇက်ကိုဘယ်လိုလှုပ်ချင်တာလဲဗောနော်ကျွန်တော်လှုပ်ချင်တဲ့ပုံစံအတိုင်းကိုဒီမှာရွေးလိုက်ရွေးသွားပြီဆိုလို့ရှိရင်ဒီမှာတန်ဖိုးတင်ပေးလိုက်ဗောနော်ဒါမှမဟုတ်တန်ဖိုးချခြင်းတယ်ဆိုလဲချဗောနော်ကြည်လိုက်နော်ဗဇက်ပို့ပြီးတော့ကျွန်တော်တို့ပြဲသွားတာကိုမြင်တွေ့ရလိမ့်မယ်ဗောနော်ပုံမှန်အတိုင်းကတော့ဒီလောက်ပေါ့ဗောနော်ပုံမှန်ပဲအဲ့တော့ဒီမှာကြည့်လိုက်နော်โอเคနှာခမ်းအားကျိုးတွေပြောင်းလဲသွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်နော်ဒါကတော့နှာခမ်းတွေကိုကျိုးတွေပြုတ်ပြင်တာပေါ့နော်အဲ့တော့ကျွန်တော်ကတော့မပြင်တော့ဘူးပေါ့နော်ပြီးလို့ရှိရင်ကျိုးဒီဘက်မှာမျက်ခုံးမွေးပေါ့နော်ဒီမျက်ခုံးမွေးကိုလည်းကျိုးတို့တွေကကိုဘယ်လိုပုံစံလုပ်ချင်တာလဲပေါ့နော်ဒီမှာဆိုလို့ချင်း position ပေါ့နော်position ကိုကျိုးရွေးထားတယ်အဲ့ဒီဥစ္စာကိုကျွန်တော်တို့ကဒီမှာသူ့ကိုလှုပ်ချင်တဲ့ပုံစံပေါ့နော်ပြီးရင်ပြန်ပြီးတော့ကျိုးတွေဖွင့်အားလုံးပဲမင်္ဂလာပါပြန်ပြီးတော့ဖွင့်ကြည့်လိုက်ဒီမှာအဲ့တော့ဒါကတော့မျက်ခုံးတွေကိုကျွန်တော်ပြုတ်ပြင်မယ်ဒီပြီးလို့ရှိရင်နှာခေါင်းတွေပြုတ်ပြင်မယ်မျက်လုံးပေါ့နော်မျက်လုံးပြုတ်ပြင်မယ်ဆိုလဲအဲ့လိုပဲမျက်လုံးအိမ်ကိုကျွန်တော်တို့တွေကဘယ်လိုလုပ်ချင်တာလဲပေါ့နော်မျက်လုံးကိုကျွန်တော်တို့ဒါဆိုလို့ရှိရင် site ကိုကြီးစေချင်တာပေါ့နော်မျက်လုံး site ကြီးစေချင်တာဆိုလို့ရှိရင်ဒီမှာဆွဲပြီးတော့ချဲ့လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်မျက်လုံး site ကပို့ပြီးတော့ကြီးသွားမယ်ပေါ့နော်မျက်လုံးပို့ပြီးတော့ကြီးသွားတာကိုမြင်တွေ့ရလိမ့်မယ်ပေါ့နော် movie recap လုပ်ပြီးတော့ပိုက်ဆံချခြင်းโอเคနော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကိုမသုံးပေါ့နော်မသုံးတာဖြစ်တဲ့အတွက်ပြန်ပြီးတော့နောက်ဆုတ်လိုက်မယ်ပြီးရင်တော့ဒီမှာ make up ပေါ့နော်make up ကတော့ကျွန်တော်တို့သူ့ရဲ့ဒီမှာဆိုလို့ရှိရင်ခုနကပြောသလိုပဲကျွန်တော်တို့တွေ make up law ဆိုတာရှိတယ်ပေါ့နော် make up law ကတော့သူ့ဟာနဲ့သူကျွန်တော်တို့တွေ auto ပဲပေါ့နော်ဒီမှာတစ်ချက်နှိပ်လိုက်တာနဲ့ဒီ make up law ကကျွန်တော်တို့ကိုယ့်ရဲ့ဗီဒီယိုမှာသူ့အဖက်ကတက်ရောက်သွားမှာဖြစ်ပါတယ်เนาะသူ့ရဲ့အဖက်ကတက်ရောက်သွားမှာဖြစ်ပါတယ်ကြည့်လိုက်ပေါ့เนาะဒါ make up law ကိုကျွန်တော်တို့သုံးထားတာဖြစ်တယ်ပေါ့เนาะဒါ make up law ကိုသုံးထားတာဖြစ်တယ်အများကြီးရှိပါတယ်เนาะ make up law တွေကျွန်တော်တို့အများကြီးရှိတယ်ဒီထဲမှာmain ကလေးအများဆုံးကျွန်တော်တို့သုံးတယ်ဆိုလို့ချင်းတော့ပို့ပြီးတော့ mic တယ်ပေါ့เนาะ main ကလေးအတွက်ဆိုလို့ချင်းတော့ဒီမှာ law အများကြီးရှိတယ်ဒီမှာဆိုလို့ရှိရင်ယောက်ျားလေးပေါ့เนาะဒီမှာဆိုလို့ရှိရင်ယောက်ျားလေးအဲ့တော့ဒီအောက်ကဒီဟာလေးရဲ့ကျတော့သူ့ရဲ့တန်ဖိုးပေါ့เนาะတန်ဖိုးကိုကျွန်တော်တို့ကိုမြင့်ရင်မြင့်လို့ရတယ်တန်ဖိုးချခြင်းချလို့ရတယ်ဒါကတော့ကိုယ့်ရဲ့ဗီဒီယိုပေါ်မှာမူတည်ပြီးတော့ကိုယ့်မျက်လုံးထဲမှာကျွန်တော်တို့ကြည့်လိုက်ပေါ့နော်ကြည့်လိုက်ပြီးတော့ကျွန်တော်တန်ဖိုးဟိုဟာကတော့ချော့ချပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ make up law တွေဖြစ်တယ်နော်โอเคကျွန်တော်ကတော့ပြန်ပြီးတော့နားအောင်ထားလိုက်မယ်ဘာလို့လဲဆိုတော့ကိုယ်တိုင်လောက်ကြည့်မယ်ပေါ့နော်ကိုယ်တိုင်လောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်မျက်ခုံးမွေးပေါ့နော်မျက်ခုံးမွေးကြည့်တယ်ပြီးလို့ရှိရင် eye shadow ပေါ့နော် eye shadow ရှိတယ်ပြီးလို့ရှိရင် eyeline ရှိတယ်ပေါ့နော်eyeline ရှိတယ်ပြီးလို့ရှိရင် eyebrow ရှိတယ်ဒါမျက်ခုံးမွေးအယောင်တင်တာเนาะမျက်ခုံးမွေးအယောင်တင်တာအဲ့တော့ကျွန်တော်လုပ်ပြပေးမယ်ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်မျက်ခုံးမွေးကပို့ပြီးတော့ကျွန်တော်တို့နှက်သွားတာကိုကျွန်တော်မြင်တွေ့ရလိမ့်မယ်ပေါ့နော်မျက်ခုံးမွေးပို့ပြီးနှက်သွားတာကိုမြင်တွေ့ရလိမ့်မယ်เนาะအဲ့ဒါကိုမှကျွန်တော်တို့တွေကအရန်ကြီးဒါမနှက်စေချင်ဘူးဆိုလို့ရှိရင်ဒီကောင်လေးကိုနည်းနည်းလေး short ချလိုက်ပေါ့နော်သူ့ရဲ့တန်ဖိုးကိုနည်းနည်းချော့ချလိုက်ချော့ချပြီးသွားပြီဆိုလို့ရှိရင်ဒါတန်ဖိုးကခုနကလိုမျိုးကြီးအရင်ကြီးမဲနေတာမျိုးမြင်ရမှာမဟုတ်ဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ listed ပေါ့နော် listed မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာနှာခမ်းနီပေါ့နော်နှာခမ်းနီမှာဆိုလို့ရှိရင်ကျွန်တော်ဒီစိတ်နှုံးပါတာလေးတွေဆိုလို့ရှိရင်ဖရီးသမားတွေသုံးလို့မရဘူးပေါ့နော်အကယ်၍ကတ်ကိုဝယ်သုံးထားတဲ့သူဆိုလို့ရှိရင်အကုန်လုံးဒီသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာ natural ဆိုတဲ့ကောင်လေးကိုသုံးလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေ natural နဲ့တိတ်ဟိုမျိုးကျွန်တော်ဒီကောင်လေးကိုသုံးလိုက်မယ်ဒီကောင်လေးကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်လိုက်ပါတော့ဒီမှာ soft pin ပေါ့နော်ဒီပန်းရောင်တန်းလာတဲ့ဟာလေးပေါ့နော်ပန်းရောင်ဆူဆူလေးကြည့်လိုက်ပါနော်ကြည့်ပြီးသွားပါဗျာโอเคเนาะဒါဆိုလို့ရှိရင်ဒီနှာခမ်းမှာဒီ list သူ့ရဲ့ effect လေးတက်ရောက်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်เนาะအများကြီးပဲเนาะကျွန်တော်ဒီမှာကြည့်လိုက်ကျွန်တော်ဒီမှာကြည့်လိုက်เนาะโอเคเนาะအဲ့တော့ကိုကဒီမှာကြည့်ပြီးတော့ကျွန်တော်တို့သုံးလို့ရတယ်เนาะအဲ့တော့ကိုမသုံးချင်ဘူးဆိုလို့ချင်းတော့ကျွန်တော်ဒီဘေးမှာနန်းထားပေးလိုက်ပါเนาะဘေးမှာကျွန်တော်တွေကနန်းဆိုတာထားပေးလိုက်ပါဒါကတော့ကျွန်တော်တို့နှာခမ်းပိုင်းပေါ့เนาะပြီးသွားပြီဆိုလို့ချင်း brush ပေါ့เนาะ brush ကကြတော့ဒီအသားရည်ပေါ့เนาะအသားရည်ဒီပ
ပါးပြင်ပေါ်ကအသားရည်ပေါ့နော်ပါးနီတို့ပါတို့အဲ့လိုမျိုးဟာပေါ့နော်ပါးနီပေါ့နော်ဒီမှာကြည့်လိုက်ပါးနီလေးကျွန်တော်တို့အဖက်လေးတက်ရောက်သွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ် breast ဆိုတာကျွန်တော်တို့ပါးနီပေါ့နော်မကြည့်လိုက်နော် okay မသုံးခြင်းဆိုနားကိုပြန်နှိပ်နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတယ်ဒါကကြတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲကျွန်တော်တို့ shadow ထည့်တယ်ခေါ်တာပေါ့နော်ဒီအရိပ် shadow ထည့်တာ make up မှာဆိုလို့ရှိရင်အလင်းအမှောင်ရှိတယ်လीနော်အလင်းအမှောင်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ shadow ထည့်ပေးတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းကိုကဒီမှာထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာအခုလိုမျိုး effect ကတက်ရောက်သွားမှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒါကကြတော့ highlight ထည့်တာ highlight ကကျွန်တော်ကိုလင်းစေခြင်းတဲ့နေရာလေးတွေဒီပယိုးလေးတွေမှာပေါ့နော်ပယိုးလေးတွေမှာပြီးလို့ရှိရင်ဒီနှာခေါင်းလေးတွေမှာနှာဖူးလေးတွေမှာပေါ့နော်ကျွန်တော် make up တွေမှာဆိုလို့ရှိရင်အဲ့လိုမျိုးလင်းနေတာလေးတွေပေါ့နော်make up ကြည့်လိုက်နော် make up ပညာကျွန်တော်အခုလိုမျိုးလေးပေါ့နော်ပယိုးလေးတွေမှာလင်းနေတာလေးတွေဒီနှာခေါင်းထိပ်လေးတွေမှာလင်းနေတာလေးတွေပေါ့နော်အဲ့ဒါလေးတွေကျွန်တော်ထည့်တာဖြစ်ပါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ဒါကကြတော့ sport တွေပေါ့နော်ဒီကောင်တွေကတော့ကျွန်တော်မသုံးဘူးပေါ့နော်ဒါက eye color ဖြစ်တယ် eye color ကိုလည်းကျွန်တော်တို့သုံးကျင်တယ်ဆိုလို့ရှိရင်ဒီမှာ eye color ကျွန်တော်တို့ရွေးလိုက်ပေါ့နော် eye color ရွေးလိုက်အခုဆိုလို့ရှိရင်ကျွန်တော် eye color ရဲ့ effect တက်ရောက်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်နော်ဒီမှာကြည့်လိုက်နော် eye color ရဲ့ effect ကတက်ရောက်မှုရှိတယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကြည့်လိုက်နော်ဒါပေမဲ့အရန်ကြီးကျွန်တော်တို့များတာဖြစ်တဲ့အတွက်အရန်ကြီးများတာဖြစ်တဲ့အတွက် तू ကမျက်လုံးကြီးကဟိုဖြစ်နိုင်ရင်တော့ကျွန်တော်တို့မသုံးနဲ့ပေါ့နော်ဖြစ်နိုင်ရင်မသုံးနဲ့မလိုအပ်ရင်မသုံးနဲ့ဖြစ်နိုင်ရင်ဆိုတာမဟုတ်ဘူးကျွန်တော်မလိုအပ်ဘဲနဲ့မသုံးနဲ့အဲ့လိုမျိုးပြောချင်တာပေါ့နော်ဒီမှာကြည့်လိုက်နော်နောက်တစ်ခုကတန်ဖိုးကိုကျွန်တော်တို့သူပေးထားတဲ့အတိုင်းမထားနဲ့ပေါ့နော်တန်ဖိုးကိုကျွန်တော်တို့ကချော့ချပြီးတော့သုံးဒါမှကျွန်တော်တို့ကိုယ့်ရဲ့ဗီဒီယိုတစ်ပုဒ်ကဟာဖြစ်မယ်ပေါ့နော်โอเคခုနကဟာကိုကျွန်တော်ပြန်ရွေးတယ်ပြီးလို့ရှိရင်တန်ဖိုးကိုကျွန်တော်တို့တည်း30လောက်ပဲထားမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာဒီကောင်ရှိတယ်ပေါ့နော်ဒါကကျတော့မျက်နှာပေါ့နော် auto fit size ပဲကျွန်တော်ရွေးပေးထားတယ်ပေါ့နော် auto fit size ကိုပဲကျွန်တော်ရွေးပေးထားတယ်ဒါကဒီ make up နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီမျက်နှာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြုပြင်ထားတဲ့အပိုင်းပေါ့နော်ပြီးလို့ရှိရင်ဒါ body အပိုင်းရှိတယ်ပေါ့နော် body ဘိုင်းကကျတော့ကျွန်တော်ပြင်ပေးလို့မရဘူးဘာလို့လဲဆိုတော့ဒီတကူလုံးပေါ်ထားတဲ့ဗီဒီယိုမဟုတ်ဘူးအဲ့ဒီအတွက်ပြင်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ hair ဘိုင်းကိုနောက်ထပ်ဗီဒီယိုအပိုင်းဆက်ခွန်ကြလို့ရှိရင်ပြန်ပြီးတော့ပြောပြပေးမယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအပိုင်းဆက်ခွန်မှာပြန်ပြီးတော့ကျွန်တော်စုံကြမယ်ခင်ဗျာ